follower နည်းပြီး view နည်းနေတော့လဲ CM ပွင့်နိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးထဲမှာဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ပေးရဆိုလို့ရှိရင်မနက်ကလေးထဲမှာ CM ပွင့်သွားတာပါ။ကျွန်တော် CM ပွင့်တဲ့အချိန်မှာ follower 1.6k ပဲရှိပါတယ်။အဲ့ဒါကိုမယုံဘူးဆိုလို့ရှိရင်ကျွန်တော် page ကိုသွားပြီးတော့စစ်ကြည့်နိုင်ပါတယ်။ view ကဆိုလို့ရှိရင်လည်း9000ကျော်ပဲရှိထားတာပါ။အဲ့ဒါကိုမယုံကြည်ဘူးဆိုလို့ရှိရင်လည်းကျွန်တော် CM မပွင့်ခင်ညမှာနောက်ဆုံးတင်ထားတဲ့ဗီဒီယိုကိုသွားပြီးတော့စစ်ကြည့်နိုင်ပါတယ်။အဲ့ဒီမှာ view ကိုဖော်ပြပေးထားပါတယ်။အဲ့ဒါကြောင့်မို့လို့အားလုံးကိုပြောချင်တာက follower နည်းနေတယ်ဆိုပြီး view နည်းနေတယ်ဆိုပြီးစိတ်တက်မကြပဲနဲ့ဆက်ပြီးတော့စူးစမ်းကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အားလုံးပဲသိကြမှာပါ။လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကဒီလိုသတင်းလေးထွက်ပေါ်လာပါတယ်။ follower 1000ပြည့်မှ view 3သိန်းခွဲပြည့်မှ CM ရဖို့အတွက်နီးစပ်မယ်ဆိုတဲ့သတင်းလေးပါအဲ့ဒါကတကယ်လဲဟုတ်ပါတယ်အဲ့ဒီအတွက်ကြောင့်လဲကျွန်တော် follower များနိုင်သမျှများအောင်မြန်မြန်ဆန်ဆန်လိုက်ရှာခဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ 1.6k ဖြစ်သွားခြင်းပဲဖြစ်ပါတယ်အဲ့ဒီသတင်းမထွက်ခင်တုန်းကဆိုလို့ရှိရင်ကျွန်တော်ရဲ့ follower က 1k ဝန်းကျင်ပဲရှိပါတယ်လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကပါအဲ့တော့ပြောချင်တာက follower 1k ပဲရှိထားလဲ CM ပွင့်မဲ့သူကပွင့်မှာပဲဖြစ်ပါတယ်။နဲတာများတာနဲ့မဆိုင်ပါဘူး။ဒါပေမဲ့တစ်ခုသိထားဖို့လိုပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ account သို့မဟုတ် page ရဲ့ CM ကဘယ်အုပ်စုမှာပါနေလဲဆိုတာကိုကွဲကွဲပြားပြားသိထားဖို့လိုပါတယ်။အဲ့ဒါမှသာလည်းကိုကမြန်မြန်ဆန်ဆန်နဲ့ CM ပွင့်မှာလားအရန်ကိုပဲနောက်ကျပြီးမှလိုအပ်ချက်တွေပြည့်စုံမှ CM ပွင့်မှာလားဆိုတာကိုခွဲခြားနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းလေးကိုသိချင်တယ်ဆိုလို့ရှိရင်သိချင်ပါတယ်ဆိုပြီးတော့ comment မှာရေးပေးတော့ပါအောင်เนาะနောက်နေ့ကျရင်ဗီဒီယိုလေးလုပ်ပြီးတော့တင်ဆက်ပေးပါမယ်